Ok, alo mẹ mình là nơi lệ kiếm màဗျာနော်တူတူ lucky man channel မှာကျွန်တော်ရဲ့ချစ်မေဆွေညီကိုမောင်နှမဦးတော်တော်ပေါင်းအားလုံးကိုပြန်လဲနှွေးထွေးဆောင်နဲ့ကြိုဆိုလိုက်ပါတယ်ဗျာနော်ကဲကျွန်တော်တို့မနက်ကတော့ရကြမယ်လို့ထင်ပါတယ်နော်ကျွန်တော်အတန်းတန်ပြောပါတယ်၄ခုနှစ်ခွန်အပီးအခွေလို့နော်အခွေဆိုပြီးတော့ကျွန်တော်ထည့်ရေးပေးထားတယ်ပြီးကြတော့ကျွန်တော်တို့ကိုကွဲ formula နှစ်နာရီကဏ္ဍ formula တနင်္လာအောင်အင်္ဂါအောင်မပေးသေးဘူးဒီလောက်ကောင်းရတဲ့နဲ့မပေးသေးဘူးလို့ကျွန်တော်ပြောတယ်နော်မနက်ကတော့ကျွန်တော်တို့ formula 2မျိုးတွဲကြသွားပါတယ်เนาะကျွန်တော် formula 3မျိုးထုတ်ပေးသွားတယ်ကိုကွဲ formula เนาะဘေးမှာကိုကွဲ formula ဆိုပြီးတော့เนาะ model ကကဏ္ဍနဲ့ internet ကကဏ္ဍနဲ့ကိုကျွန်တော်တို့เนาะလေးနောက်ပိတ်တူတဲ့အတွက်ကြောင့်မလို့လေးထိပ်စီလာသွားပါတယ်เนาะ42ဆိုပြီးတော့အဲ့ဒီမှာမနက်ကတော့42เนาะ2လေးကိုပြန်ပြီးတော့4နှစ်ဆိုပြီးတော့ပြန်ထွက်တာဗျာเนาะ42မနက်က2လေးပေါ့နော်2လေးနဲ့3လေးနဲ့နော်နက်ခတ်နဲ့ညီကိုနဲ့ကိုနက်ခတ်ပြန်ပေးသွားတယ်ဗျာနော်အမှားမှဟိုဗါလဲကျွန်တော်တို့ကနက်ခတ်နဲ့ညီကိုနဲ့ဆိုရင်ဘာလာတက်လဲဆိုတော့ပါဝါလာတယ်လို့ကျွန်တော်ပြောခဲ့တယ်လေးနောက်ပိတ်တူတဲ့အတွက်ကြောင့်ထိတ်စီးလုံးပိုင်းလို့ကျွန်တော်ပြောခဲ့တယ်လေးလုံးပိုင်းအဲ့ဒီမှာထပ်ပြီးတော့ကျွန်တော်တို့က break ညီကိုကြနေတယ် break ညီကိုကြတယ်ဟေ့ဆိုရင်ဘာလာတက်လဲလို့ကျွန်တော်ပြောပြခဲ့တယ်နော်ပါဝါနက်ခတ်ညီကိုเนาะပါဝါနက်ခတ်ညီကိုဆိုကျွန်တော်ပြောခဲ့တယ်အများဆုံးကြားတာကညီကိုလို့ကျွန်တော်ပြောခဲ့တာမှာနက်ခတ်ပေးသွားတယ်ဗျာเนาะနက်ခတ်ပေးသွားတယ်အဲ့မှာကျွန်တော်၄နဲ့ပတ်သက်ပြီးတော့ကျွန်တော်9ခွက်ပဲထုတ်ပေးသွားတယ်เนาะအဲ့မှာကျွန်တော်အမှာเนาะ၄နဲ့ပတ်သက်ပြီးတော့ကျွန်တော်9ခွက်ပဲထုတ်ပေးသွားတာဗျာเนาะ၄နှစ်ရဲ့ကျွန်တော်တို့၄9ရဲ့เนาะ၄နှစ်၄94345ပြီးကြတော့ကျွန်တော်တို့ဟုတ်တယ်ဗျာเนาะ4345နောက်တစ်ခွက်ကပါလည်းမသိဘူးဗျာเนาะကျွန်တော်တော့မေ့သွားပြီဗျာเนาะ5ခွက်ပဲထုတ်ပေးခဲ့ပါတယ်ဗျာเนาะ၄နဲ့ပတ်သက်ပြီးတော့ဒါ9ခွက် formula ကြိုက်တယ်ဟေ့ဆိုရင်အဲ5ခွက်ပဲထိုးပါလို့ကျွန်တော်ပြောတယ်ကျွန်တော်ရဲ့ website ကိုကြိုက်တယ်ဟေ့ဆိုရင်ကျွန်တော်ရဲ့ website ထဲမှာထိုးပါလို့ကျွန်တော်ပြောခဲ့တယ်ဗျာเนาะကဲဟုတ်ပြီဗျာเนาะကျွန်တော်ဒီညနေမှာတော့မနက်ကတည်းကကျွန်တော်တို့ကကလင်နာလုံးပိုင်းခွန်လုံးပိုင်းရထားပါတယ်လို့ကျွန်တော်ပြောထားတယ်အခုညနေမှာလည်းကလင်နာလုံးပိုင်းကခွန်ပါပဲလက်တွဲ site လုံးပိုင်းကတော့ညနေမှာမရဘူးဗျเนาะယူမယ်ဆိုရင်တော့ရပါတယ်ယူမယ်ဆိုရင်တော့နှစ်ကိုယူလို့ရပါတယ်ဗျเนาะနှစ်နဲ့4နဲ့တခုခုယူလို့ရပါတယ်ကျွန်တော်အဲ့လိုမျိုးထွေပြားမဲ့ဟာမျိုးကိုကျွန်တော်မယူတော့ဘဲနဲ့ကလင်နာလုံးပိုင်းခွန်ကိုပဲဆက်ယူပေးထားပါတယ်နော်အဲ့ဒီမှာထပ်ပြီးတော့ကျွန်တော်၄လုံးကြီးလေးကတော့3.5ခွန်နှစ်ဆိုပြီးတော့ကျွန်တော်ရပါတယ်အဲ့ဒါ3.5ခွန်နှစ်ကတော့ကျွန်တော်1ချင်းနှစ်ခုကိုကပ်ပေးထားတာပါ1ချင်းနှစ်ခုက3.5 1ချင်းဆိုတော့3.5 1ချင်းကိုအပြည့်ယူမယ်ဆိုရင်ကီးအနေနဲ့ယူမယ်ဆို3.5ခွန်ရပါတယ်အဲ့ဒီမှာ82 1ချင်းတွေ့တဲ့အတွက်ကြောင့်တော့3.5နှစ်ခွန်နှစ်ဆိုပြီးတော့ကျွန်တော်ကယူပေးထားတာပါအဲ့ကောင်ကလည်းအပီးဆင်းလို့ရပါတယ်เนาะကျွန်တော်ရဲ့ကီးလေးတွေကလေးလုံးကီးလေးတွေကအမြဲတမ်းအပီးဆင်းတတ်ပါတယ်လို့ကျွန်တော်ပြောတယ်ဒါပေမဲ့မနက်ကတော့ကျွန်တော်ကပိုင်နိုင်ကိုကျွန်တော်အပီးခွေဆိုပြီးတော့အခွေဆိုပြီးတော့ကျွန်တော်ပေးခဲ့တာเนาะတေးသေးချာချာလည်းပြောပါတယ်ဗီဒီယိုဖိုင်ထဲမှာเนาะဟုတ်ပြီဗျာเนาะကျွန်တော်ဒီညနေမှာအမှအခုလေးလုံးကီးလေးရတယ်အဲ့လေးလုံးကီးလေးကိုမှကျွန်တော်ကတူနဲ့တောက်လျှောက်၄ပင်ဆက်တော့ရှိသွားပြီဒီညနေနဲ့ဆိုရင်တော့ဒီညနေထပ်ပြီးတော့မှန်မယ်ဟေးဆိုရင်တော့9ပင်မြောက်ပေါ့เนาะမနေ့ကတော့မှန်သွားတယ်ဗျာเนาะမနေ့ကကျွန်တော်တို့41မှာတော့4ပင်မြောက်ကနေပြီးတော့5ပင်မြောက်မှမှန်သွားတယ်အဲ့ဒါကတော့တစ်ဆိုင်ဒီကအခုဒီနေ့ကတော့တစ်ဆိုင်ပါဗျာเนาะဒီနေ့ဗုဒ္ဓနေ့အတွက်ကတစ်ဆိုင်ပါတစ်ဆိုင်မှာအခုကတော့ဒီညနေမှာ4ပင်ဆက်တော့မှန်လာတယ်ဒီတောက်လျှောက်ဒီ4လုံးကြီးနဲ့တွဲပြီးတော့အောက်က3လုံးကြီးကတွဲပြီးတော့ဆင်းလာခဲ့တယ်ဒီညနေမှာဆက်ပြီးဆင်းမယ်ဟေးဆိုရင်တော့5ပင်မြောက်ဆက်မှန်ခြင်းပေါ့ဗျာเนาะအဲ့ဒါဆိုရင်နောက်လာမယ့်ပတ်မှာ6ပင်မြောက်အနေနဲ့သုံးလို့ရပါတယ်เนาะလာမဲ့အပတ်မှာပေါ့နော်6ပင်မြောက်အနေနဲ့ပြန်သုံးလို့ရသေးတယ်ဗျဟုတ်ပြီဗျနော်ကဲကျွန်တော်အဲ့မှာ၄လုံးကြီးလေးကိုကျွန်တော်3လုံးကြီးနဲ့တွဲပြီးထုတ်ပေးထားတာကတော့ကဏ္ဍ12ခွက်ထွက်ထားပါတယ်အဲ့ထဲမှာထွက်ပြီးသားကဏ္ဍ2ခွက်ပါပါတယ်နော်9နှစ်ရယ်4နှစ်ရယ်ဆိုပြီးတော့နော်9နှစ်ရယ်4နှစ်ရယ်ဆိုပြီးတော့ကျွန်တော်တို့2ခွက်ပါပါတယ်ဗျနော်9နှစ်ရယ်4နှစ်ရယ်ဆိုပြီးတော့2ခွက်ပါတယ်အဲ့တော့မိတ်ဆွေတို့ကပြန်ထည့်ထိုးခြင်းလဲထိုးမထိုးခြင်းလဲနေပါကျွန်တော်ကတော့ဟိုအရန်သဘောလေးနေနဲ့တော့ထိုးစေချင်တယ်ပေါ့နော်ထွက်ပြီးသားကဏ္ဍမထွက်ဘူးလို့ဘယ်သူမှအာမဘန်းတွေမခံနိုင်ပါဘူးဗျာနော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကပြပေးခြင်းဖြစ်တယ်ဒါကမိမိတို့သဘောပါမိတ်ဆွေတို့သဘောပါဗျာနော်တဲထိုးခြင်းလဲရတယ်မထိုးခြင်းလဲသဘောပေါ့ဗျာနော်ကျွန်တော်ကတော့အကာအနေနဲ့နော်အရင်လေးပြန်ရတဲ့
ရအောင်အနေနဲ့ပေါ့နော်တကယ်လို့များထွက်ပြီးသားကနန်းပြန်ထွက်သွားမယ်ဟေးဆိုရင်ပေါ့နော်အရင်တော့လည်းထွက်နေကြပါပဲနော်ထွက်ပြီးသားကနန်းတွေ3ချိန်တော့ပြန်ထွက်တာတွေရှိသားပဲနော်မနက်ညလည်းထွက်တာတွေရှိတာပဲမနက်ကနန်းညနေပြန်ထွက်သွားတာတွေရှိရနော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီနည်းနည်းလေးတော့အရန်သဘောနေနဲ့ထည့်ထိုးစေခြင်းနဲ့ကဲဟုတ်ပြီဗျာနော်ကျွန်တော်ဒီမှာအဲ့12ကွက်ထဲမှာကျွန်တော်အကြိုက်ဆုံး main ကနန်းလေးကျွန်တော်9ကွက်ရွေးထုတ်ပေးမယ်ကြံ3ရက်စာဗရိတ်လိုက်ချင်တဲ့သူတွေကိုကျွန်တော်ဗရိတ်နှလုံးပေးလိုက်ပါမယ်မနက်ကတော့6ဗရိတ်ကတော့ထွက်သွားပြီဒါပေမဲ့ထပ်ပြီးတော့ထပ်တွေ့ထားပါတယ်เนาะအခုဒီညနေမှာထပ်ပြီးပြန်ရှာကြည့်တာမှာဒီညနေမှာလဲ6ဗရိတ်တူဗရိတ်ပြန်ဆင်းပေးလို့ရပါတယ်ဗျာเนาะဗရိတ်တူဗရိတ်မနေ့ကလို့ဟိုမနက်ဗရိတ်မနက်9ဗရိတ်ညနေ9ဗရိတ်ဆင်းတယ်လို့မျိုးဒီနေ့မှာလဲမနက်6ဗရိတ်ညနေ6ဗရိတ်ဆင်းပေးလို့ရပါတယ်ကြံ3ရက်စာအတွက်ကိုเนาะဗရိတ်နှလုံးက2နဲ့6နဲ့ပါဗျာเนาะကျွန်တော်ရေးပေးထားမယ်ဗျာเนาะကြံ3ရက်စာဗရိတ်ပေါ့เนาะเนาะကြံ3ရက်စာဗထိတ်ပါဗျာเนาะเนาะ2နဲ့6နဲ့ပါဗျာเนาะလုံးမိုင်ကတော့လိုက်ချင်သမားဆိုရင်တော့ဒီခွန်ပဲဆက်လိုက်ပါဗျာเนาะလုံးမိုင်ခွန်ပေါ့ဗျာเนาะလုံးမိုင်မှာရေးပေးထားလိုက်မယ်ဗျာเนาะလုံးမိုင်ခွန်မှာဒီညနေထွက်သွားရင်တော့ဆက်လိုက်ဆံမလို့တော့ဘူးဗျာเนาะဒီတစ်ပတ်ကနန်းကုန်မယ်လို့ကျွန်တော်ခန့်မှန်းထားတယ်ဗျာเนาะကနန်း10လုံးလုံးကုန်မယ်လို့ခန့်မှန်းထားပါတယ်ဟုတ်ပြီကျွန်တော်ဟိုဟာလေးကိုရေးပေးမယ်ဗျာเนาะလုံးမိုင်းကဘလို့ဖြစ်ပေါ်တက်မတက်ရရေးရတာဆိုတော့ဟုတ်ပြီဗျာเนาะကျွန်တော် main ကနန်းအနေနဲ့ကျွန်တော်ကเนาะပရိသာလေးတွေမစင်သေးဘူးပရိသာဆင်းပြီးသွား60နဲ့ဆင်းပြီးသွားပြီဗျာเนาะပရိသာဆင်းပြီးသွားပြီ sorry အဲ့တော့ကျွန်တော်ကဒီနေ့ညနေမှာ6ပရိတ်တွေ့ထားပါတယ်เนาะကြိုပြောထားပြီဗျာเนาะ6ပရိတ်တွေ့ထားတယ်မနက်က6ပရိတ်ထွက်သွားပြီဆိုပြီးတော့6ပရိတ်ကို short မတွက်နဲ့မနက်ညပရိတ်ဆင်းသွားလို့ရတယ်2နာရီခဏကဒီညနေမှာဘာမှမရှိပါဘူးဗျာเนาะဘာမှမရှိတဲ့အတွက်ကြောင့်မလို့ဘာ formula မှမရှိလို့ကျွန်တော်ဘာမှမပြပေးတော့ဘူးဗျာเนาะအဲ့တော့ကျွန်တော်ကြိုက်တဲ့ main quad ကလေးတွေကျွန်တော်ရေးပေးမယ်ဗျာเนาะကျွန်တော်60ခွန်ကြိုက်ပါတယ်60ခွန်တစ်ခွက်ကြိုက်တယ်ပြီးရင်4ခွန်တစ်ခွက်ကြိုက်တယ်ပြီးညီကိုအနေနဲ့60ခွန်ကြိုက်ပါတယ်ခွန်နဲ့6ခွက်3ခွက်ပါဗျာเนาะခွန်နဲ့3ခွက်ပါ60ခွန်ကြိုက်ပါတယ်ပြီးပြီဟေ့ဆိုရင်10 break အနေနဲ့เนาะ168 break ဆိုပြီးတော့ယူလို့ရတယ်เนาะ16 break ပဲယူခြင်းလဲရတယ်ဒါပေမဲ့တောက်လျှောက်ပေးတာတော့ power break အနေနဲ့ပဲတောက်လျှောက်ပေးလာတယ်2ခွန် break 38 break เนาะ35 break အဲ့လိုမျိုးနဲ့တောက်လျှောက်ပေးလာတယ်ဗျာเนาะအဲ့ break line က3ရက်တစ်ဖြတ်စာနဲ့ကျွန်တော်ကြည်ထားတာပေါ့เนาะ3ရက်တစ်ဖြတ်စာနဲ့ကြည်ထားတာမှာအခုအဲ့တော့ကျွန်တော်တို့ကဒီညနေမှာအပြည့်ယူမယ်ဟေးဆိုရင်168 break ယူလို့ရပါတယ်အဲ့တော့ကြောင့်ကျွန်တော်62ကိုထည့်ပေးပါမယ်ဗျာเนาะ62
62လေးထည့်ပေးမယ်ပြီးရင်ကျွန်တော်ထပ်ပြီးတော့မနက်ကနန်းညနေတစ်လုံးပြန်ဆွဲမယ်ဟေးဆိုရင်၄တစ်လုံးများပြန်ဆွဲမယ်ဆိုရင်ဟွာပေါ့နော်ဗာလဲညီကိုမလာသေးတဲ့အတွက်ကြောင့်မလို့၄၅တစ်ခွက်ထည့်ပေးပါမယ်၄၅အဲ့၅ခွက်ပါဗျာနော်မိတ်ဆွေတို့ကထပ်ပြီးတော့တင်ထိုးခြင်းတပါးဆိုရင်တင်ထိုးလို့ရတာကတစ်ပရိတ်အနေနဲ့65ထိုးလို့ရတယ်เนาะတစ်ပရိတ်အနေနဲ့65ထိုးလို့ရတယ်ပရိတ်တူပရိတ်60ထိုးလို့ရတယ်ကျွန်တော်မြင်းချောင်းလေးတွေတားပေးထားတယ်အဲမြင်းချောင်းတားပေးထားတာလေးတွေကမိတ်ဆွေတို့အတွက်ဟွာလေးတွေပါဗျာเนาะဟိုထပ်ပြီးတော့ထည့်ထိုးရမယ်ကနန်းလေးတွေပါတင်ထိုးလို့ရမယ်ကနန်းလေးတွေပါပြီးရင်65ပေါ့ဗျာเนาะ65ပြီးရင်40เนาะ6540เนาะအဲ့၄ခွက်ကိုထပ်ပြီးတင်ထိုးလို့ရပါတယ်ကျွန်တော်သေချာမှားပါတယ်ဗျာနော်သေချာမှားပါတယ်တကယ်လို့မိတ်ဆွေတို့တွေက62ကထွက်ပြီးသား4နှစ်ကထွက်ပြီးသားမလို့အဲ့2ခွက်ပဲမယ်ဆို10ခွက်ပဲရှိပါတယ်10ခွက်မှာပတ်တိတစ်လုံးသာပဲရှိတယ်ဗျာနော်အဲ့10ခွက်ကလုံးအဲ့10ခွက်စလုံးကိုအကုန်လုံးကိုနော်အဲ့10ခွက်အကုန်လုံးကိုအရင်မှုဆုံးထိုးလိုက်ပါနော်900ဘို့ထိုးနိုင်တဲ့လူက900ဘို့100ဘို့ထိုးနိုင်တဲ့လူက100ဘို့1000ဘို့ထိုးနိုင်တဲ့လူက1000ဘို့ကိုတိုင်းတာနဲ့ကိုအရင်ဦးဆုံးထိုးပါထိုးပြီးပြီဆိုတော့မှကျွန်တော်ထုတ်ထားတဲ့ brain နဲ့ထုတ်ပေးထားတဲ့ main ကိုကြိုက်ရင်လေဖြတ်တင်ထိုးအဲ့ main ကိုမှမကြိုက်ဘူးကိုကြိုက်တဲ့ကဏ္ဍရှိတဲ့ဟေးဆိုတော့ကိုကြိုက်တဲ့ကြိုက် main ကိုကိုယ့်ကိုဆက်ပြီးတင်ထိုးနော်အဲ့လိုမျိုးလေးကျွန်တော်ကပြောပြပေးတာဒါမိတ်ဆွေတို့ပေါ်မှာပဲမိတ်ဆွေတို့မူတည်ပါတယ်ကိုကြိုက်နှင်းတတ်တယ်လို့ကိုယ့်ကိုရွေးချယ်ပြီးတော့လုပ်ကြပါလို့ကျွန်တော်ပြောပြခြင်းတယ်ဗျာနော်ဟုတ်ပြီဗျာနော်ကျွန်တော်ဒီညနေမှာတွေ့ထားတာကတော့ဒါအကုန်ပါပဲကဲမနက်ကလိုပဲထပ်ပြီးတော့ညနေမှာလည်းအောင်မြင်မယ်လို့ကျွန်တော်ယုံကြည်ထားပါတယ်ဗျာနော်ကျွန်တော်တို့ဒီညနေမှာလည်းကျွန်တော်ရဲ့ site ကလေးတွေကအခုတောက်လျှောက်ပြန်ဝင်လာပြီဆိုတော့เนาะမနေ့ညနေတည်းကစပြီးပြန်ဝင်လာတာပထမပိုင်းတွေကလွဲချော်နေတယ်ဆိုတော့ကကျွန်တော်ရဲ့ user လေးနည်းနည်းလွဲနေတာဗျာနော်ကျွန်တော်ကိုယ်တိုင် user လွဲနေတာပါကျွန်တော် user လွဲတော့မိတ်ဆွေတို့လည်းလွဲသွားတာပေါ့ဗျာနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီမှာ video file မဲ့တင်ပေးရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တွက်ပြီးသားတော့ပဲဒါတိုင်းတန်းပြရတာ live မလွှင့်နိုင်တဲ့အတွက်ကြောင့်မလို့ပါဗျာနော် live လွှင့်နိုင်တဲ့အတွက်ကြောင့်မလို့စားတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော် site ကလေးတွေ တွက် site ကလေးတွေပြတယ်တွက် site ကလေးတွေပြတဲ့အခါကျတော့အောက်က comment လေးတွေကျွန်တော်ဖတ်ပြီးတော့ဆရာကျွန်တော်တို့ကဒါကြိုက်တယ်ကျွန်တော်တို့ကတော့ဒါကြိုက်တယ်ပါညာနဲ့ဆိုတော့အဲ့လိုမျိုးလေးပြန်ပြီးတော့ချင့်ချိန်ပြီးတော့ပြန်လှည့်သုံးသားလေးတွေနဲ့ဆိုတော့လဲပေါက်သွားတာလေးရှိတာပဲဗျာနော်10ရောက်မှာတချို့ကအကြိုက်ချင်းမတူတဲ့အတွက်ကြောင့်မသူ့အကြိုက်နဲ့သူ့ဟာသူပေါက်တဲ့သူကပေါက်တယ်မပေါက်တဲ့သူကမပေါက်ဘူးပဲဗျာအဲ့လိုလေးတော့ရှိတာပေါ့နော်ကဲဟုတ်ပြီဗျာနော်ကျွန်တော်ကတော့ဒီညနေမှာဒါတွေ့ထားတာမြင်ထားတာအကုန်ပဲပြီးကြတော့ကျွန်တော်ကြံ3ရက်စာအတွက်ပါကျွန်တော်ပေးထားပါတယ်ကြံ3ရက်စာမဟုတ်ဗျာ sorry ကြံ2ရက်စာဗျာနော်အေးပေါ့3ရက်စာတော့ဒီညနေပါတာပေါ့ဗျာနော်5ချိန်စာပေါ့နော်ကြံ5ချိန်စာရေးရမှာဗျာနော်ထားလိုက်ပါတော့ဗျာနော်ဒါဒီနေ့ပါပေါ့နော်ဗုဒ္ဓကြာတာလေးတောက်ကြပါဗျာနော်အဲ့တိုင်းပဲကျွန်တော်ရေးပေးထားလိုက်တယ်ဗျာနော်ကြံ3ရက်စာလို့ပဲရေးပေးထားလိုက်ပြီဗျာနော်ကဲဟုတ်ပြီဗျာထားလိုက်တော့နော်ကဲအားလုံးပဲကျွန်တော်ရဲ့ channel လေးကိုဝင်ရောက်ကြည့်ရှုအားပေးကြတယ်ကျွန်တော်ချစ်မိတ်ဆွေညီကိုမောင်တော်မဦးတော်တော်အပေါင်းအားလုံးတယောက်ချင်းစီတိုင်းကိုကြီးကျမ်းမာခြင်းစိတ်ကျမ်းမာခြင်းနဲ့ပြည့်ပြည့်စုံနိုင်ကြပါစေနော်ညနေမှာလည်းထပ်ပြီးတော့အောင်မြင်နိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်ကျွန်တော်ရဲ့ video file လေးကိုများဝင်ရောက်ကြည့်ရှုအားပေးခဲ့မယ်ဟေ့ဆိုရင်လည်းကျွန်တော်ရဲ့ 2D Lucky Man channel လေးကို like and subscribe လုပ်ပြီးတော့ notification ခေါင်းလောင်းလေးကို all တို့ပြောင်းထားပေးပါတကယ်လို့များဝင်ရောက်ကြည့်ရှုခဲ့မယ်ဟေ့ဆိုရင် video file ကိုအစအဆုံးကြည့်ပါကျွန်တော်တင်ပေးထားတာလေးတွေကမိနစ်ကအလွန်ဆုံးမှ73မိနစ်14မိနစ်15မိနစ်တခါလေကြာမှအလွန်ဆုံးကျွံသွားမှာမနက်ကလို့နည်းနည်းကြာသွားတာပေါ့နော်မနက်ကနည်းနည်းကိုယ်ကွဲ formula များတဲ့အတွက်ကြောင့်မကြာသွားရင်တော့မှအလွန်ဆုံးရှိမှ18မိနစ်18မိနစ်ပဲရှိပါတယ်ဘယ်လောက်မှဘေးမကုန်ပါဘူးဗျနော်ကျွန်တော်ပြောပြတာကျွန်တော်ပြောတဲ့စကားတွေထဲမှာလည်းတစ်ခါကျရင်ပေါက်ကွက်တွေပါပါတယ်အဲ့ဒါလေးကြောင့်မလို့အဆုံးထိကြည့်ပေးစေခြင်းတယ်နော်ကြော်ပြီးတော့ကဏ္ဍရေးပေးတဲ့ဟာလေးကိုပဲမကြည့်ပါနဲ့အဲ့လိုကြည့်မယ်ဟေးဆိုရင်ဒါမိတ်ဆွေတို့တွေခံသွားပါနိုင်ပါပဲဗျနော်ခံသွားနိုင်ပါတယ်အစာပိုင်းမှာကျွန်တော်ရေးပြီးသားနောက်ဆုံးမှကျွန်တော် main ကွက်ထုတ်ပေးတာရေးပြီးသားဖြစ်တဲ့အချိန်မှာကျွန်တော်စကားထိုင်ပြောတဲ့အချိန်မှာကျွန်တော် formula လေးတွေတစ်ခါကြရင်ထက်ပြောသွားတယ်အဲ့ formula လေးတွေကအခွေတွေပါအဲ့အခွေတွေကမိတ်ဆွေတို့အတွက်တုံးဝင်ပါတယ်ဗျနော်ယူထားမဲ့လူတွေဆိုရင်ဒါအခွေမဲ့ဟေးဆိုရင်ကနန်းလေးတွေပေါက်နိုင်ပါတယ်ဗျနော်အားကြောင့်ကျွန်တော်အဆုံးထိကြည့်စေချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေး
လုပ်ပေးထားဖို့ကျွန်တော်မေတ္တာရက်ခံအပ်ပါတယ် notification ခေါင်းလောင်းလေးလည်းအော်တို့ပြောင်းထားပေးပါအဲ့ဒါမှကျွန်တော်တင်တိုင်းမှာအချိန်တိုင်းချိန်နဲ့တပြေးညီကြည့်နိုင်မှာပါဗျာနော်ကဲအားလုံးပဲညနေမှာအားလုံးကံကောင်းနိုင်ကြပါစေညနေမှာကျွန်တော်ထုတ်ပေးတဲ့ main ကွက်9ကွက်နဲ့ပေါက်ပြီးတော့ဒိုင်ကြီးကနေငွေတုပ်ကြီးထုတ်နိုင်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းရင်းနဲ့ကျွန်တော်ဗီဒီယိုဖိုင်လေးကိုဒီမှာပဲအဆုံးသတ်ပါတယ်အားလုံးမနှက်ပြန်ကျွန်တော်ဖျားသွားမှာမလို့ပါနော်တိုက်ထီကိုသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ညမှာလွှင့်ပေးထားခဲ့ပါမယ်ညမှာဗီဒီယိုဖိုင်တင်ပေးထားခဲ့ပါမယ်မနှက်ပြန်မနှက်တော့ကိုနော်ညနေပိုင်းကတော့ကျွန်တော်မရှိလို့ပါဗျာနော်မနှက်ပြန်ညကြမှာကျွန်တော်ပြန်ရောက်မှာပါဗျာနော်နေချင်းမြတ်ခီကျွန်တော်တို့ဖျားပူသွားမှာမလို့ပါကဲအားလုံးပဲပိုင်းမှန်ပါဗျာနော်တောက်ကြနေကြမှာပြန်လဲစုံစည်းကြမယ်ဗျာနော်